ဒီနေ့မှာတော့အမကလေဒီပုံမှာပြထားတဲ့အင်ဂျီပုံလေးပေါ့နော်အရန်ကိုမှလွယ်တဲ့အင်ဂျီပုံလေးကိုအမကပတ်တန်ဆွဲပြမှာဖြစ်ပါတယ်အဲ့တော့အမတို့တွေကဒီအင်ဂျီကိုပတ်တန်ဆွဲတော့မယ်ဆိုတော့အမဒါကိုညီမလေးတို့ကပိတ်စလို့ပဲခဏမြင်ပြီးနော်ပတ်တန်လို့မမြင်နဲ့ဒါလေးကိုပိတ်စပုံစံမျိုးလေးမှခောက်လိုက်ပြီးပေါ့နော်အနာသားလေးကိုပူးပြီးတော့ခောက်လိုက်မယ်အမဒီလိုပုံစံလေးမှခောက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါပိတ်စလေးကိုအမခောက်လိုက်ပြီးဟိုအလားကတော့ဘယ်ဘက်ဖြစ်ဖြစ်ရရနော်ဘယ်ဘက်ဟိုဘက်လှဒီဘက်လှရတယ်ဒါအမတို့ပိတ်စခောက်လိုက်ပြီးပေါ့ကွယ်နော်ဒါဆိုလို့ရှိရင်အမတို့တွေပိတ်စခောက်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့အရှည်ပေါ့သူ့ရဲ့အရှည်ကကိုယ်တွေကခါးထိပဲလာတင်ကိုဖုံးတာပဲလာဘယ်အရှည်ဖြစ်ဖြစ်ကြိုက်တဲ့အရှည်ပေါ့နော်အဲ့ဒီအရှည်ကိုအမတို့ကအရှည်ကိုမှတ်မယ်ဆိုဒီပခုံးထိတ်ကနေပြီးတော့ဒီအောက်ကိုအရှည်ကိုမှတ်မယ်ပေါ့နော်ပြီးလို့ရှိရင်အမတို့ကထုံးစံအတိုင်းအမတို့တွေဘာလာမလဲဆိုရင်ပခုံးလာမယ်ရင်လာမယ်နော်ဟုတ်တယ်နော်အမတို့နောက်ဆန်းဆွဲရင်လာသလိုမျိုးလေးအဲ့တော့အမတို့ကရင်မှတ်လေးပေါ့နော်သူ့ရဲ့ရင်လေးဟိုမှာသူ့ရဲ့ရင်ကဟိုမှာထားပါတော့ပက်လေဟိုမှာသူ့ရဲ့ရင်လေးက32ရှိတယ်ဆိုရင်34လောက်ထား35လောက်ထားပေါ့နော်အဲ့လိုမျိုးလေးပေါ့2လက်မ3လက်မလောက်ပို့လိုက်နော်အဲ့တော့အမတို့ဒီမှာအမဆွဲနေပြီပခုံးဆိုလဲပခုံးနေရရင်ဆိုလဲရင်နေရပေါ့နော်အမတို့ဆွဲနေကြအတိုင်းပဲအမဆွဲပြမယ်သူကလေညီမလေးတို့တွေကလေဒါကြည့်လို့ရှိရင်တော့ခက်မလို့နဲ့ဒါတကယ်တော့အရန်လွယ်တဲ့ပုံလေးနော်ဒီမှာပခုံးဒီမှာထိုးတွေထုံးစံတိုင်းပဲပခုံးလာမယ်ရင်လာမယ်ပေါ့နော်အဲ့ဒါလေးပဲနော်ဘာမှမပါဘူးစမ်းတာအဲ့တော့အမလောလောဆယ်ဆော့ပင်ထဲမှာဆွဲပြမယ်ဘာဖြစ်လဲဆိုတော့မမြင်ရမှကြောက်လို့လေအမဆော့ပင်လေးနဲ့ဆွဲပြပါမယ်ကဲဒါဆိုလို့ရှိရင်ဒီမှာဒီလိုလေးဆွဲမယ်ဒါဂျိုင်းလေးပေါ့နော်ဒါဂျိုင်းကညီမလေးတို့တွေကဒီလိုတောက်ချိုမချိုလဲရတယ်အမမြင်ရအောင်လေတချို့ဘီဂင်နာလေးတွေပါမြင်ရအောင်အမဂျိုင်းကိုတောက်ချိုဆွဲပြလိုက်တာပေါ့နော်ကဲဒီမှာဒီအရှည်ပေါ့နော်ဒီအရှည်ကဘာမှလောက်ဆရာမလိုဘူးစောနာမပြောလို့ပဲသူအရှည်ကအရှည်တိုင်းပဲနော်20ရှိရှိ22ရှိရှိ25ရှိရှိဘယ်လောက်ရှိရှိပေါ့နော်ရှိတယ်လောက်ရှိအဲ့အရှည်နေရာမှာပဲတဲ့လေးပဲသွားမယ်နော်ကဲဒါဆိုလို့ရှိရင်မတို့ဒီမှာပေါ့နော်ဒီနေရာလေးနဲ့ဒီနေရာလေးမတို့ဂျိုင်းဆွဲနေကြအတိုင်းလေးပဲဆွဲလိုက်နောက်ချမ်းပဲဖြစ်ဖြစ်ရှေ့ချမ်းပဲဖြစ်ဖြစ်ဘာမှမလိုဘူးနော်အမတို့အပွားတယ်လေးဆိုတော့ဘာမှမလိုဘူးတိုင်းလေးပဲပုံမှန်လေးပဲဆွဲနေကြအတိုင်းဆွဲပြီးလို့ရှိရင်ပခုံးဒီထိတ်ကလေးနဲ့ဒီအောင်းနဲ့ဒီတောက်ချိုးလေးနဲ့ကိုအလဲဆန္ဒမှတ်မယ်နော်ဒီနေရာလေးကဲအလဲဆန္ဒမှတ်လိုက်ပြီးအဲ့ဒီမြင်းလေးကိုဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒီမြင်းလေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါပြီးသွားပြီနော်ပြီးသွားပြီဆိုတော့မတို့ဘာလုပ်ကြမလဲဆိုလို့ရှိရင်အဲ့ဒီတိုင်ကိုမတို့ညှက်လိုက်မယ်နော်အမကတော့ပတန်ပြတာဆိုတော့ပတန်ပေါ်မှာညှက်လိုက်တာပေါ့နော်ညီမလေးတို့တွေကကြတော့မတို့တွေညီမလေးတို့တွေကြတော့ပိတ်စပေါ်လေးကိုညှက်လိုက်ရုံပါပဲရှင်ဒါဆိုလို့ရှိရင်မညှက်လိုက်တော့မယ်နော်ဒီတိုင်းလေးပဲညှက်လိုက်ရုံပါပဲရှေ့ကျောင်းနောက်ချမ်းကိုဒီတိုင်းလေးပဲညှက်ပါဘာမှလုပ်စရာမလိုဘူးပေါ့နော်လွယ်လွယ်လေးပါတက်စီညက်စရာမလိုဘူးပိတ်စကိုဥပမာစောနာလို့နှစ်ခေါက်လို့မဟုတ်ရင်တော့မှပိတ်စကိုနှစ်လွာကင်လိုက်ပြီးခောက်ချလိုက်လို့ရှိရင်ဘယ်နှရွက်ဖြစ်မလဲဒီလိုခောက်ပြီးသားဆိုရင်2ရွက်ဖြစ်မယ်တစ်ရွက်ချင်းစီကြီးမယ်ဆိုရင်တော့4ရွက်ပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မယ်ကဲဒါဆိုလို့ရှိရင်ကိုယ်တယ်လေးနဲ့ဒီပုံလေးဖြစ်မယ်ပြီးရင်သူ့ရဲ့ဂျိုင်းကိုမတို့ဆွဲတဲ့အတိုင်းလေးပဲဂျိုင်းလေးကိုဆွဲထားလိုက်မယ်ကဲဒါဆိုဒီမတို့ဂျိုင်းလေးဖောက်ထားလိုက်ပြီဟုတ်ပြီနော်ဒီပုံစံလေးဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်မတို့ကဘာမှမလိုတော့ဘူးပိတ်ခောက်ကလည်းပိတ်ခောက်ဒီတိုင်းပဲဒီမှာတွေ့လားအဲ့နေရာလေးကအမတို့ကဘာလဲဆိုလေဘင်းအဝိုက်ထည့်ရမှာသိလားလေဘင်းအဝိုက်အဲ့လေဘင်းအဝိုက်ကလည်းကျိုးလေးပဲညှက်ရုံပဲဘာမှလုပ်စရာမလိုဒီနေရာလေးကိုမတို့တွန့်ထည့်မယ်မတို့ပိတ်စားမှာဆိုတော့နည်းနည်းပွားလေးညှက်နော်အမဒါကလေပတန်မှာမှုတ်လို့ဒါဘယ်လိုပြတာဒါသေးရင်သေးနေမယ်ပတန်ကြတော့လေပိတ်စားဆိုလို့ရှင်တော့ဒီဘက်ကနေဟိုဘက်ကိုတော့နည်းနည်းကြီးမှာပေါ့နော်ဒါကပတန်ပေါ်ဖြစ်နေလို့နော်ပတန်ပေါ်ဆိုအမကကိုလုံးနည်းနည်းသေးထားပေးတာလေဟုတ်ပြီဒါဆိုလို့ရှိရင်မတို့တွေကဒီမှာကိုယ်တွေလေးလုံးဝဖြစ်သွားပြီအရှိလှော်အောင်နောက်လှော်အောင်ကွယ်ဒီလိုပုံစံဖြစ်သွားပြီပေါ့နော်အဲ့လိုပုံစံဖြစ်သွားဆိုဒီမှာဒါလေးတွေကိုအမထပ်ပြမယ်ဒါလေးတွေကိုဒီလိုမျိုးလေးတစ်ထပ်လုံးအဲ့လိုထပ်လုံးအလုံးသူ့အထက်ဘယ်နှစ်ထပ်ရလဲ3ထပ်ရ2ထပ်ရပေါ့နော်ကိုဒီမှာအပွားယူထားတာဘယ်လောက်ယူထားလဲပေါ့နော်မတို့ဆောင်းနာပြောသလို20ယူထားလို့ရှိရင်23 24 25ပေါ့3လက်မလောက်ပို့ယူရတယ်မလားအဲ့တော့3လက်မထပ်စာထည့်လိုက်တိလားနော်အမတို့စောနာပြောထားသလိုလေပို့ယူထားတဲ့ထပ်စာကိုပို့ယူထားတဲ့လက်မလေးကိုအမတို့ထပ်လိုက်မယ်နော်ဒီလိုမျိုးလေးဖြစ်သွားမယ်ဒီလိုအပိုက်ကလေးတွေ့လားဒီလိုဝိုက်ကလေးဖြစ်သွားမယ်နော်အဲ့ဒီဝိုက်မှာအမတို့ကကြိုးထည့်ရုံပဲဘာမှလုပ်စရာမလိုတော့အဲ့ဒီကြိုးကအမတို့တွေဒီကြိုးလေးကအဆွေသားတော့ဖြစ်ကြမယ်အဲ့တော့အမအဆွေသားကိုညှက်ပြမယ်နော်အမဒီပေါ်မှာပဲညှက်ပြလိုက်တော့မယ်ဟာလားရှင်းသွားအောင်လို့အဲ့တော့အမကအဆွေသားညှက်တဲ့နီးလေးတွေတင်ထားလားမသိဘူးအမအဆွေသားညှက်မယ်ဆိုလို့ရှိရင်အမတို့ကထဲသားတွေကိုဖယ်ရမယ်အဆွေသားဆွဲလို့ရတဲ့အသားကိုအမတို့တွေညှက်မယ်ပေါ့နော်တော်တော်များများဆွဲလို့ရတဲ့အသားဆိုလို့ရှိရင်တော့ဒီလိုတဲ့တွေမဟုတ်ပဲဒီလိုအဆောင်လေးအခုမှကင်ထားတဲ့ပေးတဲ့ကင်ထားရဆိုလားအဲ့လိုပိတ်ဆောက်အဲ့လိုစောင်းလိုက်လို့ရှိရင်သူကအဆွေသားဖြစ်တယ်နော်အဆွေသားဖြစ်တယ်အဲ့ဒီဆွေသားပြားလေးကသူ့ရဲ့အင်ဂျီလေးမှာကတလက်မပြားလောက်ရှိတယ်ဆိုတော့အမတို့ကဟ
ဟိုဘက်ဒီဘက်ဆိုလို့ရှိရင်နှစ်လက်မချုပ်စာနဲ့ဘာနဲ့ဆိုရင်နှစ်လက်မကြော်အမတို့ညှက်ကမယ်ပေါ့နော်အဲ့တော့အမဒီမှာနှစ်လက်မကြော်အမဒီမှာအမှန်ပြမယ်ဒီမှာနော်နှစ်လက်မကြော်မှတ်ပြမယ်နော်ဒီလောက်ပြဖြစ်မယ်ပေါ့နော်အဲ့လောက်ပြလေးကိုအမတို့ကဒါအရှိညှက်ကမယ်ပိတ်စမလောက်ဆိုလို့ရှိရင်ဆက်လို့ရတယ်ပေါ့နော်ပိတ်စလောက်တယ်ဆိုလို့ရှိရင်တော့အရှိညှက်လိုက်ပေါ့နော်ပိတ်စမလောက်ဆိုလို့ရှိရင်တော့ဆေးသားလေးဆက်မယ်ဥပမာအမတို့လေပင်က20ရှိရဆိုရင်40တော့ကျိုးပါချီပါလေလေပင်20ဆိုရင်40 15ဆိုရင်30နှစ်ဆပေါ့နော်သူ့ရဲ့နှစ်ဆတစ်စပေါ့တစ်စမှာ20ဆို40 15ဆို30ပေါ့နော်အဲ့လိုမျိုးအဲ့လိုလောက်ပေါ့30ဆိုရင်60ပေါ့ကွယ်ဒီနေရာလေးတွေကကြတော့ဂျိုင်းကုတ်မယ်ချုပ်တဲ့ခါကျရင်လည်းလွယ်လေးဒီနေရာလေးတွေဂျိုင်းကုတ်မယ်ပြီးရင်ဒီမှာလေပင်လေးကိုထပ်လိုက်ဂျိုင်းရင်ကုတ်လိုက်မယ်နော်အမရှေ့ဗီဒီယိုဒီမှာဂျိုင်းကုတ်တာလေးပြထားတယ်ဂျိုင်းလေးတွေကုတ်မယ်ကုတ်ပြီးဒီလိုမျိုးလေးထပ်ပြီးတစ်ချောင်းရင်ဆုံးကတ်နင်းပြီးသွားပြီဆိုလို့ရှိရင်စောနာအဆွေသားလေးကိုပေါ်ကနေပြီးတော့အမတို့ချုပ်မယ်နော်အဆွေသားလေးတွေပေါ့နော်ချုပ်မယ်ဒီနေရာလေးကနေတော့အမတို့လေတစ်ချောင်းနင်းပြီးရင်ချုပ်ကမယ်လို့အဝိုက်တိုင်းလေးပဲနော်အထက်ထပ်မှဆိုအဲ့လိုအဝိုက်လေးဖြစ်သွားအောင်ဒါဆိုလို့ရှိရင်ဆွေသားလေးကိုမှချုပ်မယ်ပေါ့နော်ချုပ်တဲ့ခါလို့ရှိရင်အဆွေသားလေးတွေမချုပ်ခင်မှာအမတို့ကမီးဥရာလေးဘယ်လိုပေးရမလဲဆိုတော့အမပြအောင်မယ်နော်အမတို့တွေလေပင်ဝိုင်းလေးကကိုရှင်ရှိသလိုဖဲပြားချီချင်းလည်းရတယ်ကိုပါဆိုကိုဖဲပြားမချီချင်းလည်းရတယ်ပေါ့နော်ကိုရဲ့အရှိရချက်တလောက်ချလို့ရတယ်ပေါ့နော်ဒါအမပတန်နဲ့ဆိုတော့ကျိုးကတိုးရင်တိုးလိုက်မယ်ညီမလေးတို့ရဲ့ဆောနာပြောထားသလိုငါညီမတို့ရဲ့ဒီလေပင်ကဘယ်လောက်ရှိလဲတိုင်းမျိုးအဲ့ဒီအရှိကိုတို့ယူရမယ်ပေါ့နော်အဲ့လိုဆိုတော့ဒီမှာမကြည့်ဒါလေးကိုမီးဘူးလေးနဲ့ဒီလိုမျိုးလေးနှစ်ခေါက်ခေါက်လိုက်တာသူ့ရဲ့ကျိုးအပြအကျန်လေးကိုမပြတာနော်ဒီမှာကြည့်အဲ့လိုမျိုးလေးခေါက်လိုက်တော့တွေ့လားအဲ့အရှိကြီးအဲ့လိုပြင်မယ်ဒီလိုမျိုးလေးပြီးရင်ဒီမှာဒီသေးသေးလေးကကြတော့အဲ့ဒါမတို့ချုပ်စာလေးလေစောနာအတွန့်လေးပေါ်ကတ်တင်မယ်ဒီမှာဒါလေးကလည်းချုပ်စာလေးစောနာကအတွန့်လေးပေါ်ကိုကတ်တင်ဖို့အတွက်ဒါဆိုလို့ရှိရင်ဒါပတန်ပြားလေးပြီးသွားပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်မရဲ့ဗီဒီယိုလေးကအကုန်လုံးနားလည်မယ်လို့ထင်ပါတယ်ရှင်ဒီနေ့မှာတော့မကလေဒီပုံမှာပြထားတဲ့အင်ဂျီပုံလေးပေါ့နော်အရန်ကိုမှလွယ်တဲ့အင်ဂျီပုံလေးကိုမကပတန်ဆွဲပြမှာဖြစ်ပါတယ်အဲ့တော့မတို့တွေကဒီအင်ဂျီကိုပတန်ဆွဲတော့မယ်ဆိုတော့မဒါကိုညီမလေးတို့ကပိတ်စလို့ပဲခဏမြင်ပြီးနော်ပတန်လို့မမြင်နဲ့ဒါလေးကိုပိတ်စပုံစံမျိုးလေးမှခောက်လိုက်ပြီးပေါ့နော်အနာသားလေးကိုပူးပြီးတော့ခောက်လိုက်မယ်မဒီလိုပုံစံလေးမှခောက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါပိတ်စလေးကိုအမခောက်လိုက်ပြီးအလားကတော့ဘယ်ဘက်ဖြစ်ဖြစ်ရရနော်ဘယ်ဘက်ဟိုဘက်လှဒီဘက်လှရတယ်ဒါမတို့ပိတ်စခောက်လိုက်ပြီးပေါ့ကွယ်နော်ဒါဆိုလို့ရှိရင်မတို့တွေပိတ်စခောက်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့အရှည်ပေါ့သူ့ရဲ့အရှည်ကကိုယ်တွေကခါးထိပဲလာတင်ကိုဖုံးတာပဲလာဘယ်အရှည်ဖြစ်ဖြစ်ကြိုက်တဲ့အရှည်ပေါ့နော်အဲ့ဒီအရှည်ကိုမတို့ကအရှည်ကိုမှတ်မယ်ဆိုဒီပခုံးထိတ်ကနေပြီးတော့ဒီအောက်ကိုအရှည်ကိုမှတ်မယ်ပေါ့နော်ပြီးလို့ရှိရင်မတို့ကထုံးစံအတိုင်းမတို့တွေဘာလာမလဲဆိုရင်ပခုံးလာမယ်ရင်လာမယ်เนาะဟုတ်တယ်เนาะမတို့နောက်ဆန်းဆွဲရင်လာသလိုမျိုးလေးအဲ့တော့မတို့ကရင်မှတ်လေးပေါ့เนาะသူ့ရဲ့ရင်လေးဟိုမှာသူ့ရဲ့ရင်ကဟိုမှာထားပါတော့ပက်လေဟိုမှာသူ့ရဲ့ရင်လေးက32ရှိတယ်ဆိုရင်34လောက်ထား35လောက်ထားပေါ့เนาะအဲ့လိုမျိုးလေးပေါ့2လက်မ3လက်မလောက်ပို့လိုက်เนาะအဲ့တော့မတို့ဒီမှာအမဆွဲနေပြီပခုံးဆိုလဲပခုံးနေရရင်ဆိုလဲရင်နေရပေါ့เนาะအမတို့ဆွဲနေကြအတိုင်းပဲမဆွဲပြမယ်သူကလေညီမလေးတို့တွေကလေဒါကြည့်လို့ရှိရင်တော့ခက်မလို့နဲ့ဒါတကယ်တော့အရန်လွယ်တဲ့ပုံလေးနော်ဒီမှာပခုံးဒီမှာထိုးတွေထုံးစံအတိုင်းပဲပခုံးလာမယ်ရင်လာမယ်ပေါ့နော်အဲ့ဒါလေးပဲနော်ဘာမှမပါဘူးစမ်းတာအဲ့တော့အမလောလောဆယ်ဆော့ပင်ထဲမှာဆွဲပြမယ်ဘာဖြစ်လဲဆိုတော့မမြင်ရမှကြောက်လို့လေအမဆော့ပင်လေးနဲ့ဆွဲပြပါမယ်ကဲဒါဆိုလို့ရှိရင်ဒီမှာဒီလိုလေးဆွဲမယ်ဒါဂျိုင်းလေးပေါ့နော်ဒါဂျိုင်းကညီမလေးတို့တွေကဒီလိုတောက်ချိုမချိုလဲရတယ်အမမြင်ရအောင်လေတချို့ဘီဂင်နာလေးတွေပါမြင်ရအောင်အမဂျိုင်းကိုတောက်ချိုဆွဲပြလိုက်တာပေါ့နော်ကဲဒီမှာအဒီအရှည်ပေါ့နော်ဒီအရှည်ကဘာမှလောက်စရာမလိုဘူးစောနာမပြောသလိုပဲသူ့အရှည်ကအရှည်တိုင်းပဲနော်20ရှိရှိ22ရှိရှိ25ရှိရှိဘယ်လောက်ရှိပေါ့နော်ရှိတယ်လောက်ရှိအဲ့အရှည်နေရာမှာပဲတဲ့လေးပဲသွားမယ်နော်ကဲဒါဆိုလို့ရှိရင်မတို့ဒီမှာပေါ့နော်ဒီနေရာလေးနဲ့ဒီနေရာလေးမတို့ဂျိုင်းဆွဲနေကြအတိုင်းလေးပဲဆွဲလိုက်နောက်ချမ်းမဲ့ဖြစ်ဖြစ်ရှေ့ချမ်းမဲ့ဖြစ်ဖြစ်ဘာမှမလိုဘူးနော်အမတို့အပွားတယ်လေးဆိုတော့ဘာမှမလိုဘူးဒိုင်းလေးပဲပုံမှန်လေးပဲဆွဲနေကြအတိုင်းဆွဲပြီးလို့ရှိရင်ပခုံးဒီထိတ်ကလေးနဲ့ဒီအောင်းနဲ့ဒီတောက်ချိုးလေးနဲ့ကိုအလဲဆန္ဒမှတ်မယ်နော်ဒီနေရာလေးကဲအလဲဆန္ဒမှတ်လိုက်ပြီးအဲ့ဒီမြင်းလေးကိုဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒီမြင်းလေးကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါပြီးသွားပြီနော်ပြီးသွားပြီဆိုတော့မတို့ဘာလုပ်ကြမလဲဆိုလို့ရှိရင်အဲ့ဒီတိုင်ကိုမတို့ညှက်လိုက်မယ်နော်အမကတော့ပတန်ပြတာဆိုတော့ပတန်ပေါ်မှာညှက်လိုက်တာပေါ့နော်ညီမလေးတို့တွေကကြတော့မတို့တွေညီမလေးတို့တွေကြတော့ပိတ်စပေါ်လေးကိုညှက်လိုက်ရုံပါပဲရှင်ဒါဆိုလို့ရှိရင်မညှက်လိုက်တော့မယ်နော်ဒီတိုင်းလေးပဲညှက်လိုက်ရုံပါပဲရှေ့ကြောင်နောက်ချမ်းရောဒီတိုင်းလေးပဲညှက်ပါဘာမှလုပ်စရာမလိုဘူးပေါ့နော်လွယ်လွယ်လေးပါ
တက်စီညက်ကြမလို့ပိတ်စာကိုဥပမာစောနာလို့နှစ်ခေါက်လို့မဟုတ်ရင်တော့မှပိတ်စာကိုနှစ်လွာကင်လိုက်ပြီးခောက်ချလိုက်လို့ရှိရင်ဘယ်နှရွက်ဖြစ်မလဲဒီလိုခောက်ပြီးသားဆိုရင်2ရွက်ဖြစ်မယ်တစ်ရွက်ချင်းစီရည်မယ်ဆိုရင်တော့4ရွက်ပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မယ်ကဲဒါဆိုလို့ရှိရင်ကိုယ်ရယ်လေးနဲ့ဒီပုံလေးဖြစ်မယ်ပြီးရင်သူ့ရဲ့ဂျိုင်းကိုမတို့ဆွဲတဲ့အတိုင်းလေးပဲဂျိုင်းလေးကိုဆွဲထားလိုက်မယ်ကဲဒါဆိုကျွန်တော်တို့ဂျိုင်းလေးဖောက်ထားလိုက်ပြီဟုတ်ပြီနော်ဒီပုံစံလေးဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်မတို့ကဘာမှမလိုတော့ဘူးပိတ်ခောက်ကလည်းပိတ်ခောက်ဒီတိုင်းပဲဒီမှာတွေ့လားအဲ့နေရာလေးကအမားတို့ကဘာလဲဆိုလေဘင်းအဝိုက်ထည့်ရမှာသိလားလေဘင်းအဝိုက်အဲ့လေဘင်းအဝိုက်ကလည်းကျိုးလေးပဲညှက်ရုံပဲဘာမှလုပ်စရာမလိုဒီနေရာလေးကိုမတို့တွန့်ထည့်မယ်မတို့ပိတ်စားမှာဆိုတော့နည်းနည်းပေါ့ပေါ့လေးညှက်နော်အမားဒါကလေပတန်မှာမှုတ်လို့ဒါဘလို့ပြတာဒါသေးရင်သေးနေမယ်ပတန်ကြတော့လေပိတ်စားဆိုလို့ရှင်တော့ဟိုဒီဘက်ကနေဟိုဘက်ကိုတော့နည်းနည်းကြီးမှာပေါ့နော်ဒါကပတန်ပေါ်ဖြစ်နေလို့နော်ပတန်ပေါ်ဆိုအမားကကိုလုံးနည်းနည်းသေးထားပေးတာလေဟုတ်ပြီဒါဆိုလို့ရှိရင်မတို့တွေကဒီမှာကိုယ်ရလေးလုံးဝဖြစ်သွားပြီအရှိလှော်အောင်နောက်လှော်အောင်ကွယ်ဒီလိုပုံစံဖြစ်သွားပြီပေါ့နော်အဲ့လိုပုံစံဖြစ်သွားဆိုဒီမှာဒါလေးတွေကိုအမထပ်ပြမယ်ဒါလေးတွေကိုဒီလိုမျိုးလေးတစ်ထပ်လုံးအဲ့လိုထပ်လုံးအလုံးသူ့အထက်ဘယ်နှစ်ထပ်ရလဲ3ထပ်ရ2ထပ်ရပေါ့နော်ကိုဒီမှာအပွားယူထားတာဘယ်လောက်ယူထားလဲပေါ့နော်မတို့ဆောင်းကပြောသလို20ယူထားလို့ရှိရင်23 24 25ပေါ့3လက်မလောက်ပို့ယူရတယ်မလားအဲ့တော့3လက်မထပ်စာထည့်လိုက်တိလားနော်အမတို့စောနာပြောထားသလိုလေပိုယူထားတဲ့ထက်စာကိုပိုယူထားတဲ့လက်မလေးကိုအမတို့ထပ်လိုက်မယ်နော်ဒီလိုမျိုးလေးဖြစ်သွားမယ်ဒီလိုအဝိုက်ကလေးတွေ့လားဒီလိုဝိုက်ကလေးဖြစ်သွားမယ်နော်အဲ့ဒီဝိုက်မှာအမတို့ကကြိုးထည့်ရုံပဲဘာမှလုပ်စရာမလိုတော့အဲ့ဒီကြိုးကအမတို့တွေဒီကြိုးလေးကအဆွေသားတော့ဖြစ်ကြမယ်အဲ့တော့အမအဆွေသားကိုညှက်ပြမယ်နော်အမဒီပုံမှာပဲညှက်ပြလိုက်တော့မယ်ဟာလားရှင်းသွားအောင်လို့အဲ့တော့အမကအဆွေသားညှက်တဲ့နီးလေးတွေတင်ထားလားမသိဘူးအမအဆွေသားညှက်မယ်ဆိုလို့ရှိရင်အမတို့ကထဲ့သားတွေကိုဖယ်ရမယ်အဆွေသားဆွဲလို့ရတဲ့အသားကိုအမတို့တွေညှက်မယ်ပေါ့နော်တော်တော်များများဆွဲလို့ရတဲ့အသားဆိုလို့ရှိရင်တော့ဒီလိုထဲတွေမဟုတ်ဘူးဒီလိုအဆောင်လေးအခုမှကင်ထားတဲ့ပေးတဲ့ကင်ထားတာဆိုလားအဲ့လိုပိတ်ဆောက်အဲ့လိုစောင်းလိုက်လို့ရှိရင်သူအဆွေသားဖြစ်တယ်နော်အဆွေသားဖြစ်တယ်အဲ့ဒီဆွေသားပြားလေးကသူ့ရဲ့အင်ဂျီလေးမှာကတစ်လက်မပြားလောက်ရှိတယ်ဆိုတော့အမတို့ကဟိုဘက်ဒီဘက်ဆိုလို့ရှိရင်2လက်မချုပ်စာနဲ့ဘာနဲ့ဆိုရင်2လက်မကြော်အမတို့ညှက်ကမယ်ပေါ့နော်အဲ့တော့အမဒီမှာ2လက်မကြော်အမဒီမှာအမှန်ပြမယ်ဒီမှာနော်2လက်မကြော်မှတ်ပြမယ်နော်ဒီလောက်ပြားဖြစ်မယ်ပေါ့နော်အဲ့လောက်ပြားလေးကိုမတို့ကဒါအရှိကြီးညှက်ကမယ်ပိတ်စားမလောက်ဆိုလို့ရှိရင်ဆက်လို့ရတယ်ပေါ့နော်ပိတ်စားလောက်တယ်ဆိုလို့ရှိရင်တော့အရှိကြီးညှက်လိုက်ပေါ့နော်ပိတ်စားမလောက်ဆိုလို့ရှိရင်တော့ဆေးသားလေးဆက်မယ်ဥပမာမတို့လေဘင်းက20ရှိတယ်ဆိုရင်40တော့ကျိုးပါချီမှာလေလေဘင်း20ဆိုရင်40 15ဆိုရင်30နှစ်ဆပေါ့နော်သူ့ရဲ့နှစ်ဆတစ်စပေါ့တစ်စမ20ဆို40 15ဆို30ပေါ့နော်အဲ့လိုမျိုးအဲ့လိုလောက်ပေါ့30ဆိုရင်60ပေါ့ကွယ်ဒီနေရာလေးတွေကကြတော့ဂျိုင်းကုတ်မယ်ချုပ်တဲ့ခါကျရင်လည်းလွယ်လေးဒီနေရာလေးတွေဂျိုင်းကုတ်မယ်ပြီးရင်ဒီမှာ level လေးကိုထပ်လိုက်ဂျိုင်းရင်ကုတ်လိုက်မယ်နော်အမရှေ့ဗီဒီယိုတွေမှာဂျိုင်းကုတ်တာလေးပြထားတယ်ဂျိုင်းလေးတွေကုတ်မယ်ကုတ်ပြီးဒီလိုမျိုးလေးထပ်ပြီးတစ်ချောင်းအရင်ဆုံးကတ်နင်းပြီးွားဆိုလို့ရှိရင်စောနာအဆွေသားလေးကိုပုံကနေပြီးတော့မတို့ချုပ်မယ်နော်အဆွေသားလေးတွေပေါ့နော်ချုပ်မယ်ဒီနေရာလေးကနေတော့မတို့လေတစ်ချောင်းနင်းပြီးရင်ချုပ်ကမယ်လို့အဝိုက်တိုင်းလေးပဲနော်အထက်ထပ်မယ်ဆိုအဲ့လိုအဝိုက်လေးဖြစ်သွားအောင်ဒါဆိုလို့ရှိရင်ဆွေသားလေးကိုမှချုပ်မယ်ပေါ့နော်ချုပ်တဲ့ခါကျလို့ရှိရင်အဆွေသားလေးတွေမချုပ်ခင်မှာမတို့ကမီးဝရာလေးဘယ်လိုပေးရမလဲဆိုတော့အမပြအောင်မယ်နော်မတို့တွေလေဘင်းဝိုင်းလေးကကိုရှင်ရှိသလိုဖဲပြားချီချင်းလဲရတယ်ကိုဘဆိုကိုဟိုဖဲပြားမချီချင်းလဲရတယ်ပေါ့နော်ကိုရဲ့အရှိရချက်တလောက်ချလို့ရတယ်ပေါ့နော်ဒါအမပတန်နဲ့ဆိုတော့ကျိုးကတိုးရင်တိုးလိုက်မယ်ညီမလေးတို့ရဲ့ဆောနာပြောထားသလိုငါညီမတို့ရဲ့ဒီလေဘင်းကဘယ်လောက်ရှိလဲတိုင်းပြီးတော့အဲ့ဒီအရှိကိုတို့တွေယူရမယ်ပေါ့နော်အဲ့လိုဆိုတော့ဒီမှာမကြည့်ဒါလေးကိုမီးဘူးလေးနဲ့ဒီလိုမျိုးလေးနှစ်ခေါက်လိုက်တာသူ့ရဲ့ကျိုးအပြအကျန်လေးကိုမပြတာနော်ဒီမှာကြည့်အဲ့လိုမျိုးလေးခောက်လိုက်မှတွေ့လားအရှိအဲ့လိုပြမှဒီလိုမျိုးလေးပြီးရင်ဒီမှာဒီသေးသေးလေးကကြတော့အဲ့ဒါမတို့ချုပ်စာလေးလေစောနာအတွန့်လေးပေါ်ကတ်တင်မယ်ဒီမှာဒါလေးကလည်းချုပ်စာလေးစောနာကအတွန့်လေးပေါ်ကိုကတ်တင်ဖို့အတွက်ဒါဆိုလို့ရှိရင်ဒါပတန်ပြားလေးပြီးသွားပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်မရဲ့ဗီဒီယိုလေးကအကုန်လုံးနားလည်မယ်လို့ထင်ပါတယ်ရှင်